Manchester United အသင်းအမာခံပရိသတ်တယောက်ဖြစ်တဲ့ Frank Elak ကတော့ဒီတစ်ပတ်မှာ United တို့အသေးကြာသွားခဲ့တဲ့အတွက်စပင်ပုတ်တိုက်ကြီးနဲ့ဆက်လက်နေရအောင်မှာဖြစ်ပါတယ်။ The United Stand လို့ခေါ်တဲ့ Manchester United အမာခံ fan page တစ်ခုရဲ့ founder တူဖြစ်တယ်လို့ United အမာခံပရိသတ်တူဖြစ်တဲ့ Frank Elak ကပြီးခဲ့တဲ့နှစ်2024ဒီအောက်တိုဘာလတုန်းကနီးပြ Eric Ten Hag ကိုယာရုကနေထုတ်ပယ်ခဲ့ပြီးတဲ့နောက် United အသင်းက9ပွဲဆက်နိုင်ပွဲရရင်စပင်ညက်မယ်ဆိုပြီးတော့ challenge တစ်ခုလုပ်ခဲ့ပါတယ်။အဲဒီအချိန်မှာ United အသင်းကနီးပြ Eric Ten Hag ကိုယာရုကနေထုတ်ပယ်ပြီး Amorim ကိုနီးပြအသင်းပြင်ခန့်ခဲ့တာဖြစ်ပါတယ်။ဖြစ်ချင်တော့ Amorim စတင်တာဝန်ယူစေခဲ့တဲ့က United အသင်းက9ပွဲဆက်နိုင်မှုပြောတယ်2ပွဲဆက်နိုင်မှုတော့တော်လေးခက်ခဲနေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာလည်း United အသင်းကအဆင့်15နဲ့ရာသီတင်ခဲ့ရပြီးတော့ဒီနေ့ဘောလုံးရာသီအစမှာလည်းကမောက်ကမာရလက်တွေနဲ့တိုင်ပတ်လို့ရိုင်ထွက်နေကြတာဖြစ်ပါတယ်။ဒါကြောင့် Frank Elak စပင်မရတဲ့အချိန်ကာလဟာတစ်နှစ်ခွဲကျော်လောက်နေပါလိရှည်လာပြီးတော့သူ့ရဲ့စပင်ဟာလည်းငှက်တိုက်ကြီးလို့ဘုတ်တိုက်ကြီးဖြစ်လာခဲ့တာပါ။ဒီဘက်မှာ United အသင်းဟာ Sunderland, Liverpool, Brighton တို့ကိုဆက်တိုက်နိုင်ရရှိခဲ့ပြီးတော့3ပွဲဆက်နိုင်ပွဲနဲ့အတူနီးပြ Amorim လက်ထက်ပထမဆုံးအချိန်3ပွဲဆက်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့် Nottingham Forest အသင်းရဲ့ပွဲစဉ်ကိုနိုင်ရရှိခဲ့ပြီးလာမယ့်ပွဲစဉ်ဖြစ်တဲ့ Spa နဲ့အသင်းရဲ့ပွဲစဉ်ကိုပါနိုင်ရရှိခဲ့မယ်ဆိုရင် Frank Elak တယောက်စပင်ညက်ခွင့်ရရှိသွားမယ်မှာဖြစ်ပါတယ်။ဖြစ်ချင်တော့ United အသင်းဟာဒီတွက်ကစားခဲ့တဲ့ Premier League ပွဲစဉ်မှာ Nottingham Forest အသင်းနဲ့တစ်ဖက်နှကိုးစီသေးကြသွားခဲ့တာကြောင့် Frank Elak ရဲ့ဆန္ဒတွေကလည်းမပြေဝခဲ့ဘူးဖြစ်ခဲ့ရပါတယ်။ဒီပွဲစဉ်မှာ United အသင်းဟာ Prime မှာ Casemiro ရဲ့သွင်းကိုလည်းဦးဆောင်နိုင်ခဲ့ပေမဲ့ဒုတိယပိုင်းပွဲစ9မိနစ်အတွင်းမှာဒီခြေပါကိုတွေအနိုင်ကိုတွေပြန်ပေးလိုက်ရတာဖြစ်ပါတယ်။အဲနောက်ပွဲချိန်87မိနစ်မှာ Ahmed Diallo ရဲ့ဒီ volley ကန်ချက်ကြောင့် United တို့ကန်ကောင်းလို့တေးတစ်မှတ်နဲ့ကျင်းနေခဲ့ရတာဖြစ်ပါတယ်။ဘာဖြစ်ဖြစ် United အနေနဲ့၄ပွဲဆက်မရှုံးတာကိုတော့ချီးကျူးရမှာဖြစ်ပြီးတော့ Frank Elak တယောက်ဒီစပင်ညက်ခွင့်ရဖို့အတွက်နောက်ထပ်9ပွဲက United အသင်းရဲ့ရလဒ်တွေကိုစောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်။ Export ကနေတင်ဆက်ပေးနေပါတယ်ကျွန်တော်ကတော့အောင်ခန့်ပါ။